ရှုံးပွဲလုံးဝမရှိရဲ့ VIB အားလုံးပဲမင်္ဂလာခင်ဗျာ Final Secret ကနေကြိုဆိုလိုက်ပါတယ်ဒါတော့ဘောလုံးပွဲတွေကစားတယ်အရန်နေရှုံးနေရဆိုရင်ကျွန်တော်ရဲ့စီကံတိုင်းကစားနိုင်မယ်ဆိုရင်ကျွန်တော်ရှိမှာရှုံးပွဲမရှိရဲ့ VIB package ရှိပါတယ်โอเคအဲ့တော့ကျွန်တော်နည်းနည်းလေးဘာသာလို့လက်တွဲလို့ရအောင်ရှင်းပြပါမယ်ကျွန်တော်က tester ဖြစ်ပါတယ်နော်မသိမှဆိုလို့မိတ်ဆက်ပေးတာပါကျွန်တော်ကလူတီနေသေးတာဆိုတော့လေရှုံးပွဲမရှိရဲ့ VIB ဆိုတော့ဘာလဲပေါ့မဖြစ်နိုင်တာပေါ့โอเคအဲ့တော့ကျွန်တော်ဘယ်လိုကစားရမလဲဆိုတော့ကျွန်တော်တေချာပြပြမယ်ပြီးမှကစားပါယုံကြည်လက်တွဲပါပထမတစ်ချက်ကတော့ဘာသာတော့အစောကြီးအိတ်လို့မရအောင်နံပါတ်1ချက်အစောကြီးအိတ်လို့တော့မရအောင်ဒါတော့အိတ်ချင်ဘယ်လောက်လဲဆိုတော့အနည်းဆုံး7ခွဲတစ်ချက်တီးလောက်မှာတော့ဘာသာတော့အိတ်ကမယ်နော်နံပါတ်1ချက်ကအဲ့လိုမျိုးအေးပြအဲ့လိုမျိုးညဘက်ဘောလုံးကစားရလူတွေကပြအဲ့ချိန်မေးပါနော်အဲ့တော့အဲ့ချိန်မေးတဲ့လူဖြစ်ရမယ်ဘာလို့ဆိုတော့ကျွန်တော်အဲ့ချိန်မှာပွဲပေးမှာမဟုတ်လို့ပါဒုတိယချက်ကတော့ဘာသာတော့အပြင်တိုင်းကစားရလူတွေဆိုရင်တော့အဆင်မပြေပါဘူးနော်အရင်ကြီးပုံသွားခြင်းနဲ့အပြင်တိုင်းမှာကစားခြင်းနဲ့ဆိုအပြင်တိုင်းကအစောကြီးပိတ်တယ်ဗျာသိလား10နာရီဆိုပိတ်တာဆိုတော့လေ10နာရီ10ခွဲတချို့တိုင်တွေဆို17နာရီပေါ့ဒါအများဆုံးပိတ်တော့တယ်ကျွန်တော်အဲ့ချိန်ဆိုရင်အဆင်မပြေပါဘူးဒီ package ကြောင့်ပြောရအောင်နော်ကျွန်တော်ရိုးတန်း VIB ဆိုရင်တော့ရတယ်ဗျာဒါကျွန်တော်လည်းဒီ9နာရီ10နာရီပွဲတွေမှာမဟုတ်ဘူးကျွန်တော်ညတစ်ချက်ဒီပွဲလည်းကျွန်တော်ခုတည်းကထုတ်ပြလိုက်လို့ရတယ်သဘောပြပြကျွန်တော်ခုပြောပြတဲ့ကိစ္စရှုံးဝဲလုံးဝမရှိရဲ့ VIB package ကိုကျွန်တော်ပြောပြတယ်ကျွန်တော်ကဘယ်လိုကစားရဆိုတော့ကျွန်တော်အနီးကအရင်အနီးကမဟုတ်ဘူးဗျာနိုင်ဝဲ45မိနစ်တော့ကျွန်တော်တို့ခွာပြီးကစားမှာဥပမာဆိုပါတော့ပွဲက1နာရီကံမယ်ဆိုရင်12နာရီခွဲနော်12နာရီ40ဒီလိုချိန်မှာပွဲပေးတာပေါ့အဲ့တော့ဘာလဲဆိုတော့အပြင်တိုင်းကအစောကြီးပေးတဲ့အတွက်ကျွန်တော်တို့လုံးဝအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ online မှာပဲကစားလို့တော့ရမယ်ဒါပေမဲ့ပွဲတွေကရှုံးမှမရှိဘူးဘာသာကိုစဉ်းစားကြည့်နော်ကျွန်တော်တခြားဥပမာတစ်ခုပြမယ်တညောက်ဘာသာတပွဲကောင်းနှစ်ပွဲကောင်းနှစ်ပွဲပဲဆော့မှထားလိုက်ဗျာတညောက်ဟုတ်ပြီဘာသာတညောက်နှစ်ပွဲဆော့မယ်ဟုတ်ပြီတပွဲကို3သိန်းပဲထားလိုက်နှစ်ပွဲဆို2သိန်းဟုတ်ပြီနော်ဘာသာ10ရက်ပြည့်ရင်ဘယ်လောက်ဖြစ်သွားမလဲကျွန်တော်ပွဲ20ဆော့တာတယ်ဘာသာလို့သိန်း20ရမယ်စိတ်ဝင်စားလာတော့မသိဘူးကျွန်တော်ဘက်ကရှုံးပွဲမရှိဘူးဆိုပြီးတော့ brother ရဲ့ကျွန်တော်ပွဲ20ကစားမယ်ဆိုရင်18ပွဲလောက်ထိနိုင်ပြီကျွန်တော်2ပွဲလောက်တော့ထိကောင်းထိနိုင်တယ်မထိကိုလည်းများတယ်ပွဲ20သလုံးမှန်ဖို့များတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အမြဲတမ်းပြောတယ် brother ကျွန်တော်ဒီလုပ်ကိုစလုပ်ရပါတော့ကျွန်တော်ကရေချက်တစ်ခုနဲ့လုပ်တာကျွန်တော်ကိုယ်တိုင်ကျွန်တော်ကဘာသာကိုမမကြီးကိုစိတ်ဝင်စားလို့ကျွန်တော်လုပ်ခဲ့တာမဟုတ်ကျွန်တော်ကိုယ်တိုင်ဒီဘောလုံးပွဲကိုကစားတာဘောလုံးပွဲကိုကစားနေမှာကျွန်တော်ကဒီကနေပြီးအမြဲတစ်ခုလိုချင်တဲ့အတွက်ကျွန်တော်နီးမျိုးစုံရှူတော့မျိုးစုံကနေတေချာလေးလာပြီးမှကျွန်တော်ကိုယ်တိုင်ကစားတာဖြစ်တဲ့ကျွန်တော်တေချာလေးလာတယ်ဘာသာလို့ရှိရမန်ဘာခေါ်ပြီးတော့အဲ့လေးနဲ့ free တက်နေတဲ့ကောင်မဟုတ်ဘူးကျွန်တော်ကအဲ့လိုမျိုးလဲလှုပ်ရှားနေတဲ့ကောင်မဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကဘောလုံးပွဲကစားတယ်ဘောလုံးပွဲကစားဒီဘောလုံးပွဲကနေကျွန်တော်တို့အမြတ်တစ်ခုဘယ်လိုရနိုင်မလဲဘောလုံးပွဲကငါအတွက်ဘယ်လောက်ရှိနိုင်ကြီးရခိုင်နှုန်းရှိလဲဒီလိုမျိုးနဲ့ကျွန်တော်တွက်ဆပြီးကစားတာကျွန်တော်ကိုယ်တိုင်ကစားတဲ့ပွဲတွေကိုပဲပေးတယ်ဒါကြောင့်မို့ကျွန်တော်နဲ့အတူတူကျွန်တော်လိုမျိုးစိတ်ကူးစိတ်တန်းရှိတဲ့လူကြီးကျွန်တော်နဲ့လက်တွဲနိုင်အောင်ဆိုပြီးကျွန်တော်ကဒီလို tester ကိုလုပ်ပေးတာဖြစ်တယ်โอเคအဲ့တော့ကျွန်တော်နဲ့ကစားမယ်ဆိုရင်ခုကျွန်တော်ပြောတဲ့အချက်ကျွန်တော်ညဘက်အစိုးရမိဘူးတစ်ချက်တီးလောက်မှအိမ်မယ်ဆိုရပါတော့ညဘက်အစိုးရမိဘူးပြီးတော့ဘာသာအပြင်တိုင်းမကစားဘူးဆိုရင်ကျွန်တော်လည်းလာလက်တွဲပါကျွန်တော်ဖိတ်ခေါ်ပါတယ်ဘာဖြစ်လို့ဆိုတော့ဘာသာတို့ဒီတိုင်းကစားနေမယ်ဆိုတော့အရန်ရှုံးမယ်ဆိုရင်ကျွန်တော်သွားမယ်ဖလိုးလိုက်ခဲ့ပါဘာသာတို့ဘယ်လိုပြောမလဲတစ်လပဲလက်တွဲကြည့်လိုက်ပါတစ်လပြီးရင်ဘာသာတို့အတွက်ပြန်ပြီးမျိုးမြင့်မကြမ်းဆိုရင်ကျွန်တော်ကြိုက်တယ်လို့ပြောပါကျွန်တော်အဲ့လိုမျိုးတော့အာမခံပေးနိုင်တယ်ဘာဖြစ်လို့ဆိုတော့လုံးဝသေချာလို့ပါကျွန်တော်ဒီအရာကြီးကိုကျွန်တော်စောင့်ကြည့်နေတာအခုမှမဟုတ်ဘူးကျွန်တော်ကြာပြီတော့ဒီဘလို့သွားဖို့ပေါ့နော်အခုလိုမျိုး plan ကိုသွားဖို့နောက်ကျပွဲကစားတယ်လို့ကျွန်တော်ကခေါင်းစဉ်လေးပေးထားတယ်ကျွန်တော်နောက်ကျပွဲတွေကစားတာကျွန်တော်အဲ့အစီအစဉ်ကိုကျွန်တော်အမြဲတမ်းလေ့လာနေတာကြာပြီဘာဖြစ်လို့လဲဆိုတော့ဘယ်လိုမျိုးသူတို့အလုပ်လုပ်လဲဆိုတော့ပေါ့နော်ကျွန်တော်လေ့လာတယ်တခြားဟိုဘဲတွေစီကလည်းကျွန်တော် inspire ယူပါတယ်တခြားဒီ design စီကလည်းကျွန်တော်လေ့လာရပေါ့နော်အကုန်လုံးပတ်ပြီးလေ့လာတယ်အကုန်လုံးခြုံပြီးလေ့လာလိုက်တဲ့အခါမှာကျွန်တော်ဒီတစ်ချက်ကိုကျွန်တော်တွေ့ရပေါ့အဲ့ဘာလဲဆိုတော့နောက်ကျပွဲကစားခြင်းဖြစ်တယ်နောက်ကျပွဲကစားခြင်းကျွန်တော်ဘက်က99% 69%ရာခိုင်နှုန်းထိပါတယ်နိုင်ဖို့ရာခိုင်နှုန်း69%ရာခိုင်နှုန်းထိရှိတယ်အဲကြောင့်ဘာသာတို့ကစားမယ်ဆိုရင်ကျွန်တော်နဲ့လက်တွဲခြင်းနေဆိုရင်လာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကစားတာပါကျွန်တော်အစောပွဲတွေမကစားလို့မရဘူးမကစားလို့ရတယ်ဘာသာတို့အကုန်လုံးကစားတယ်အစောပွဲတွေကျွန်တော်ပြောအကုန်လုံးနိုင်လားဘာသာမနိုင်ဘူးနိုင်နေရှိတယ်ရှုံးနေနေရှိတယ်ဟုတ်လားမားပြန်ကြားတယ်ပြန်မယ်ဒီလိုမျိုးပဲဖြစ်နေတာလေနော်တန်တရားလည်းတစ်ခါတချို့လိုက်ဆိုအရင်လောက်ပဲတိုက်လိုက်ရအောင်ရှိတယ်ဟုတ်လားတချို့ကြီးဆိုရင်ကျွန်တော်ကမြက်ပါဒါပေမဲ့ကျွန်တော်အဲ့လောက်အမြက်ကိုကျွန်တော်မလုံလောက်ဘူးလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်ကျွန်တော်ဒါတဲ့အမီးမြက်ချင်တာကျွန်တော်အမီးသွားချင်တယ်အမီးသွားချင်တယ်ဆိုတော့အမီးလောက်ရအောင်အမီးလောက်ရဆိုကျွန်တော်လေးလာစူဇန်ရှာဖွေရတဲ့လောက်ပေါ့နော်ကျွန်တော်တွေးခဲ့တဲ့အရာတွေကတစ်ခုဖြစ်တဲ့ကျွန်တော်နောက်ကျပွဲကစားခြင်းပေါ့ဒီနောက်ကျပွဲကစားခြင်းကကျွန်တော်တို့ဘက်ကနိုင်ကြီးကျွန်တော်ခုနကပြောတဲ့99% 99%ရာခိုင်နှုန်းထိရှိနေတယ်အဲ့လောက်ထိရလက်ပါအတိအကျကိုတွက်ဆလို့ရလောက်တဲ့ဒီရှိနေတယ်အစောဘက်ကစားမယ်ဆိုဘိုကီဖွင့်လှစ်မှုဘယ်တော့လို့ဟလားဟတ်တူဘက်ဒီ
ဒီတင်းရဲ့လက်ရှိကာရတ်ပါဟုတ်လားနောက်ဆုံးကစားခဲ့တဲ့9ပွဲနောက်ကစားရမယ်9ပွဲစသဖြင့်ပွဲတွေအများကြီးကိုခြုံငုံပြီးတော့ပဲဘာသာတို့တွတ်ဆလို့ရတယ်ကျုပ်ကနားလေလားမသိဘာသာမှန်ရင်လည်းမှန်မယ်မှားရင်လည်းမှန်မယ်ဘာသာလူတိုင်းမမှန်ဘူးနေ့တိုင်းမမှန်ဘူးဘက်တစတာမှာလည်းနေ့တိုင်းမမှန်ဘူးဘာသာကြားရနေတယ်အများကြီးပဲကျွန်တော်ပြောလက်ခံလိုက်ဘာသာတို့လက်မခံခြင်းလည်းလက်ခံရမယ်ဒါပေမဲ့အခုကျွန်တော်ပြောတဲ့ flow ဒီကျွန်တော်နောက်ကျပွဲကစားခြင်းနောက်ကျပွဲကစားခြင်းတော့22နိုင်နောက်ပိုင်းပွဲတွေကိုကျွန်တော်ကစားမယ်အဲ့လိုကျွန်တော်ကိုယ် management ကျွန်တော်လုပ်ပေးမယ်ကျွန်တော်လည်းလက်တွဲခြင်းတယ်အမြဲတမ်းနိုင်ခြင်းတယ်ဆိုရင်ကျွန်တော်ဒီညနေဖိတ်ခေါ်ပါတယ်ဘာသာလို့လာ join ပါကျွန်တော်ကိုယ်တိုင်လည်းကစားပါတယ်ကျွန်တော်ပြောပြီးသားကျွန်တော်ကအရင်ဗီဒီယိုမှာပြောပြီးသားတခြားကျွန်တော်အကောင့်တွေဝင်ကြည့်လိုက်ပါကျွန်တော်ဒီကနေ profit တခုလိုချင်တဲ့အတွက်ကျွန်တော်ရှာဖွေနေတာဖြစ်ပါတယ်အ profit ရဖို့အတွက်ကျွန်တော်နီးလန်းအကောင့်သုံးတယ်ကျွန်တော်ဘယ်လိုပြောရမလဲကစားလို့ရတဲ့ပုံစံတွေရှုတော်မျိုးမျိုးကနေကျွန်တော်ကြည့်ပြီးမှကျွန်တော်ဒီအစီအစဉ်ကိုကျွန်တော်လုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ brother တို့ကျွန်တော်နဲ့လက်တွဲခြင်းနေဆိုရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram ဖုန်းနံပါတ်39 68883လုံးပေါ့နော်688839585ဖြစ်ပါတယ်အဲ့ Viber နဲ့ Telegram ဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါကျွန်တော်ပြောပြီးသားအပွဲတွေက 99% ထိကျွန်တော်အမခံနိုင်တယ်နှစ်ချက်မရဘူးဒါတော့အရင်စောလိုက်တယ်9နာရီ10နာရီလောက်ပွဲလို့ရင်းနေဆိုမရဘူးအဲ့ဒီပွဲတွေပြီးတော့အပြင်တိုင်း10နာရီလောက်ဆိုပိတ်တယ်ကျွန်တော်အဲ့ချိန်ပေးလို့မရဘူးကျွန်တော်ပြောပြီးသားပွဲစဉ်ကတနာရီကစားမယ်လို့12နာရီခွဲ12နာရီ40ဒီလိုအချိန်မှာယူပြီးကစားမယ်ကျွန်တော်အဲ့ဒါဆိုကျွန်တော်တို့အတွက် online ကနေပြီးတော့ကစားလို့ရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အတွက်လုံလောက်တဲ့ရာခိုင်နှုန်းကျွန်တော်တို့မှာရှိတယ်ကျွန်တော်အာမခံနိုင်တဲ့ပွဲတွေလို့ကျွန်တော်စိတ်ထဲမှာခံယူထားတယ်ပြီးကျွန်တော်ကိုယ်ဒီဘလို့အကြာကြီးစမ်းသက်လာတယ်ကျွန်တော်ညာတိုင်းစမ်းသက်တယ်ကျွန်တော်ငိုလာဆိုကျွန်တော်ရင်းခဲ့တယ်ကျွန်တော်ရင်းခဲ့တာမှာအများကြီးရင်းခဲ့တာအဲ့ကနေပြီးတော့မှကျွန်တော်ပြန်ရခဲ့ဖလို့တစ်ခုဖြစ်တယ်တွက်ချက်မှုလည်းအရင်ကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ဒါကတော့ဘယ်လိုပြောရမလဲပြတာဖွင့်လှစ်မှုနော်ဒါပိုကီဖွင့်လှစ်မှုရဲ့အင်ချာသိပ္ပံကြီးပေါ့နော်ဒီဟာလေးနဲ့ပေါင်းစပ်တာပြတာသိလားပြတာခုကျွန်တော်ပြောမယ်ဖွင့်လှစ်မှုတိုင်းကိုပြတာတို့ဖွင့်လှစ်တိုင်းပြတာတို့ကစားလို့မရဘူးကျွန်တော်အီတလီစီးရေဆိုတောက်လျှောက်9ပေါ့2မိုင်းနဲ့30တောက်လျှောက်9ပေါ့မနစ်က2မိုင်းနဲ့30ပဲပွဲပေါ်တယ်အခု2မိုင်းနဲ့30 10ပွဲကန်9ပွဲပေါ်တယ်ပြတာလူတိုင်းအကုန်တိုင်းပတ်နေတာနော်အဲကြောင့်မလို့ကျွန်တော်ပွင့်လင်းမှုတစ်ခုတည်းနဲ့ကျွန်တော်မလုံလောက်တော့ဒီချိန်မှာကျွန်တော်အများကြီးဖြန့်ကျက်တွေးရတော့ဒါတော့အဲကြောင့် network ကြဲတာပြောအတွေးကောင်များများတွေးပေါ့နော်အဲ့ဒါမှဘာသာကိုလည်းတွတ်တက်မှာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်လည်းပြောချင်တယ်ဆိုရင်တော့လာခဲ့ပါကျွန်တော်ပေးတဲ့ပွဲက 99% နိုင်ကြီးရှိတယ်ကျွန်တော်ပွဲ20ပေးအများအနည်းဆုံး18ပွဲနိုင်ရမယ်ကျွန်တော်ပွဲ20အထိနိုင်မယ်လို့ကျွန်တော်စိတ်ထဲမှာအမှတ်ခံချက်ရှိတယ်အဲကြောင့်ကျွန်တော်လည်းလက်တွဲချင်တယ်ဆိုရင် welcome လုပ်ပါတယ်အားလုံးကျေးဇူးပါ